Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ် ဒီဂရီပြကရိယာဝိသေသနများ很နဲ့非常နှစ်ခုစလုံးကဒီဂရီပြကရိယာဝိသေသနတွေဖြစ်ပါတယ်သူတို့ကိုနာမဝိသေသနရဲ့အရှိန်မှာထားပြီးနာမဝိသေသနတွေရဲ့ဒီဂရီကိုဖော်ပြလေးရှိပါတယ်သူတို့နှစ်ခုစလုံးကိုအရန်လို့ဘာသာပြန်ထားပေမဲ့非常က很ထက်ဒီဂရီပိုမြင့်ပါတယ်သူတို့နှစ်ခုရဲ့ခြားနားချက်ကိုကြည့်ကြည့်ရအောင်我很好我非常好ဒီစာကြောင်းနှစ်ခုစလုံးကိုကျွန်တော်အရန်နေကောင်းပါတယ်လို့ဘာသာပြန်ရမှာဖြစ်ပေမဲ့我非常好ဆိုတဲ့စာကြောင်းကတော့ပိုပြီးဒီဂရီမြင့်ပါတယ်နောက်ထပ်ဥပမာတွေကိုကြည့်ကြည့်ရအောင်很大非常大很漂亮非常漂亮 Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်